မေ့သွားတာမလို့ပြန်ကြည့်လို့ရတဲ့ရုပ်ရှင်ဖြစ်ပါတယ်ရန်ကုန်မှာကအေးနေပြီဆိုပေမဲ့ကိုကမနှွေးဘူးကိုမှာကအပြိုင်နှကန်းနဲ့အပြိုင်အနှမ်းမှုကိုစီကနှွေးထွေးမှုကိုတော့ဘယ်တော့မှမတောင်းခံလိုက်နဲ့အစိုးရဆုံးအခြေအနေတွေကိုရေခဲရိုက်ထားခဲ့တောင်းစားသူအဖိုးဖွားများလို့စောင်းမှာဘသူ့ကိုစောင့်လို့စောင့်မှန်းမသိခွင့်လွတ်ခဲ့ရလို့ကိုစီကနှွေးထွေးမှုကိုတော့ဘယ်တော့မှမလိုချင်နဲ့မိုင်းအဆမိုင်းနိချစ်ခေါင်းပေါ်မှာကားတွေစဝိုင်းလိုလဲနေရဆိုလဲကိုလက်တွေအနီအောင်ဖလန်နယ်တွေလိုအေးခဲလွင်ပါလာနေသမျှတယောက်အထီးကျန်မှုကိုတယောက်ကဖားသေးလို့ဒီလိုပဲရှေ့ဆက်ကြအောင်မယ်ဆိုပေမဲ့မနက်တိုင်းနေတိုင်းမှာကိုစီကနှွေးထွေးမှုကိုတော့ဘယ်လိုစကားမျိုးနဲ့မှမတောင်းခံလိုက်ပါနဲ့ခါကွေး